ဘဲသားဟင်းဆိုရင်မဆလာအနှံလေးတင်ပြီးစီပြန်ဟင်းကောင်းကောင်းလေးကြိုက်တဲ့သူတွေအတွက်ကျွန်တော်ဒီနေ့ဘဲသားဟင်းစီပြန်ချက်နည်းလေးကိုလာမျှဝေပေးပါမယ်ချက်ရတာလည်းအရန်လွယ်ကူသလိုစားလို့လည်းအရန်ကောင်းပါတယ်အရင်ဆုံးကျွန်တော်တို့ဘဲသားကိုညှိနှံလေးတက်တာစေဖို့အတွက်ဆန်စိမ့်မုံလေးထည့်ပြီးတော့လက်နဲ့တိချာလေးနယ်ကရေနဲ့9တက်6တက်လောက်ကိုဆေးပေးပါမယ်ဒီနေရာမှာကျွန်တော်တို့ဆန်စိမ့်မုံစားဆန်စိမ့်ရည်တို့တံမြာရည်တို့ညှစ်ပြီးတော့လည်းဘဲသားကိုဆေးပေးလို့ရပါတယ်ဆန်စိမ့်မုံလေးနဲ့3မိနစ်ခန့်လောက်နယ်ပြီးသွားပြီဆိုရင်တော့ရေနဲ့9တက်လောက်တိချာလေးစီကြောကရေကိုစစ်ထားပေးပါပြီးရင်တော့ဘဲသားဟင်းထဲမှာထည့်ဖို့ကျက်သွင်ဖြူကျက်သွင်နီဂျင်းနန်းနန်းမြင်းငရုတ်သီးစိမ့်မုံတို့ကိုငရုတ်စုံထဲမှာထည့်ပြီးတော့ကျင်ညက်လာတဲ့အထိကျွန်တော်တို့စိတ်ရှိလက်ရှိနဲ့ထောင်းပေးရပါမယ်ဘဲသားဟင်းကိုအဆက်အရသာလေးစားကျင်တဲ့သူတွေအတွက်ကတော့ငရုတ်သီးခွဲချမ်းမုံကိုပို့ထည့်ကထောင်းပေးလို့ရပါတယ်အားလုံးထောင်းပြီးသွားပြီဆိုရင်တော့ဘဲသားကိုအရသာနှက်ပါမယ်နနွေးမုံလေးထည့်ပါမယ်မဆလာလေးထည့်ပါမယ်စားထည့်ပါမယ်အရသာမုံလေးထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့စောစောကထောင်းထားတာတွေကိုထည့်ပြီးတော့လက်နဲ့တိချာလေးအသားထဲမှာအရသာလေးစိတ်ဝင်သွားအောင်လို့စုပ်ပြီးတော့နယ်ပေးရပါမယ်ဘဲသားကိုအခုလိုမျိုးအရသာနေတဲ့အခါမှာစိတ်ရှိလက်ရှိလေးတိချာလေးနယ်ပေးရပါမယ်ဒါမှသာလျင်ထည့်ထားတဲ့အမွှေးအကြိုင်အနံ့အရသာတွေအားလုံးကဘဲသားတွေကိုစိတ်ဝင်စေမှာဖြစ်ပါတယ်အားလုံးပြီးပြီဆိုရင်တော့ဘဲသားစချက်ပါမယ်ဒဲဝိုးထဲမှာစီထည့်ပါမယ်စီပူလိုက်ရင်နနွေးမုံလေးလက်ငယ်ထည့်ပြီးတော့ပါလေးတွေလိထားတဲ့ကျက်သွင်နီလေးတွေကိုထည့်ပြီးတော့ကျက်သွင်နီအယောင်လေးပြောင်းသွားတဲ့အထိကိုကျွန်တော်တို့ကြော်ပေးရပါမယ်ဟင်းနဲ့များများလေးစားကျင်တဲ့သူတွေကတော့ကျက်သွင်နီကိုများများလေးထည့်ပြီးတော့အသုံးပြုလို့ရပါတယ်ကျက်သွင်နီလေးတွေအခုလိုမျိုးအယောင်ပြောင်းလာပြီဆိုရင်တော့အရသာနေထားတဲ့ဘဲသားတို့ကိုထည့်ပြီးတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲအသားတွေကရေတွေခမ်းပြီးစီပြန်လာတဲ့အထိကိုလုံးချက်လေးချက်ပေးရပါမယ်မြန်မာဟင်းချက်နီးတော်တော်များများရဲ့အခြေခံသဘောတရားကတော့ကျွန်တော်တို့လုံးချက်ချက်တဲ့နေရာပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လုံးချက်ချက်တဲ့နေရာမှာအသားတွေကရေတွေထွက်ပြီးစီပြန်လာတဲ့အထိကျွန်တော်တို့လုံးချက်ချက်ပြီးမှသာလျှင်အသားကအရသာတွေစိတ်ဝင်ပြီးတော့ညှိနှံ့ကိုတက်တာစေမှာဖြစ်ပါတယ်အခုလိုမျိုးရေခမ်းပြီးစီပြန်လာပြီဆိုရင်တော့ရေနွေးပူပူတို့ကိုလောင်းထည့်ပြီးဒေဝဖုံးလေးအုတ်ခါလိုတလောက်ရေနွေးကိုလိုက်ဖြည့်ပြီးအသားနူးတဲ့အထိကျွန်တော်တို့တဲသွားပေးလိုက်ပါစီပြန်ဟင်းလဲစားကျင်တဲ့စီလဲကြောက်တယ်ဆိုရင်တော့စီကိုရှော့ထည့်ပါဘဲသားဟင်းဆိုတာကတော့တခါတရံမှချက်စားပြတဲ့ဟင်းလေးဖြစ်ပါတယ်တခါတရံမှချက်စားပြတဲ့ဟင်းလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုမျိုးကောင်းကောင်းလေးချက်စားလိုက်မယ်ဆိုလို့ရှိရင်တော့အချိန်တော်တော်ကြာထိကိုကျွန်တော်တို့စိတ်ထဲမှာဆွဲလန့်ပြီးတတိတရားနဲ့ကြံစီမဲ့ဟင်းချက်နည်းလေးဖြစ်ပါတယ်အခုဆိုရင်ဘဲသားဟင်းလေးကစားကျင်စရာရန်ကိုကောင်းနေပါပြီနောက်ဆုံးမှာကျွန်တော်တို့အရသာလေးမြည်ကြည့်ပြီးတော့မဆလာလေးအုပ်လိုက်မယ်ဆိုလို့ရှိရင်တော့အရန်စားလို့ကောင်းပြီးအနံ့အရသာအယောင်အစင်အားလုံးပြည့်စုံတဲ့ဘဲသားဟင်းလေးတစ်ခွက်ရပါပြီဘဲသားဟင်းချက်နည်းတွေအများကြီးရှိတဲ့ထဲကမှဒီချက်နည်းလေးကချက်တာလဲလွယ်ကူပြီးစားလို့အရန်ကောင်းတဲ့ချက်နည်းလေးဖြစ်တာမို့ကျွန်တော်လာဝေမျှပေးရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်